အာမခံအမျိုးအစားများနဲ့အာမခံထားရတွင်တိကိုတည်ရမည့်အခြေခံစကားလုံးများ၏အနက်အဓိပ္ပာယ်များအပိုင်း1အာမခံရဲ့စကားလုံးအနက်အဓိပ္ပာယ်တွေကဘယ်လောက်အရေးကြီးပါသလဲအာမခံရဲ့စကားလုံးတိုင်းဟာငွေသားတွေဖြစ်လာတာမို့စကားလုံးတိုင်းဟာအလွန်ကိုအဖိုးတန်လာပါတယ်အာမခံအမျိုးအစား3မျိုး Life Insurance အသက်အာမခံအာမခံထားသူဟာသေဆုံးခြင်းသို့မဟုတ်ထာဝစဉ်မတန်မစွမ်းဖြစ်သည့်အတွက်အာမခံကုမ္ပဏီကနေငွေလျော်ပေးတဲ့သဘောတူစာချုပ် Health Insurance ကျန်းမာရေးအာမခံအာမခံထားသူဟာဖျားနာခြင်းထိခိုက်ဒဏ်ရာရခြင်းစတဲ့ကျန်းမာရေးဆိုင်ရာပြဿနာတွေကြုံတွေ့ရတဲ့အခါဆေးကုသစရိတ်နဲ့ဆေးရုံတက်စရိတ်တွေကိုအာမခံကုမ္ပဏီကနေငွေလျော်ပေးတဲ့သဘောတူစာချုပ် General Insurance အထွေထွေအာမခံသို့မဟုတ် Non-Life Insurance ပိုင်ဆိုင်မှုပစ္စည်းဥစ္စာတွေဥပမာကားအိမ်စက်ရုံသင်္ဘောလေယာဉ်ပျံစသည့်ပစ္စည်းတွေအပြင်ခရီးသွားလာမှုဒါမှမဟုတ်တာဝန်ယူမှုစတာတွေထဲကတစ်ခုခုပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်လာတဲ့အခါငွေလျော်ပေးဖို့ချုပ်ဆိုတဲ့စာချုပ်အမျိုးအစားအလုံးစကားလုံးများ၏အနက်အဓိပ္ပာယ်များ Insurance အာမခံအကြောင်းတစ်စုံတစ်ရာကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ဘဏ္ဍာရေးဆုံးရှုံးမှုများအားမိမိကိုယ်စားပေးဆောင်ပေးရန်လျော်ပေးရန်အတွက်သတ်မှတ်ပရီမီယံငွေပေးဆောင်ခြင်း Insured အာမခံထားသူအာမခံထားရှိသည့်ပုဂ္ဂိုလ်သို့မဟုတ်အဖွဲ့အစည်း Insurer အာမခံကုမ္ပဏီအာမခံပေးသူအာမခံဝန်ဆောင်မှုကိုပေးပြီးလျော်ကြေးပေးရန်သဘောတူထားသည့်ကုမ္ပဏီ Policy အာမခံစာချုပ်အာမခံထားသူနှင့်ကုမ္ပဏီအကြားသဘောတူထားသောတရားဝင်စာချုပ် Premium အာမခံကြေးအာမခံကာကွယ်မှုရရှိရန်အတွက်ပုံမှန်ပေးဆောင်ရသောငွေ Reinstatement ပြန်လည်အသက်ဝင်စေခြင်းအကြောင်းတစ်ခုခုကြောင့်ပြည့်ပြည့်သွားသောအာမခံ policy ကိုစည်းကမ်းချက်များနဲ့အညီပြန်လည်အကျိုးသက်ရောက်အသက်ဝင်စေခြင်း Sum assured အာမခံထားငွေအာမခံထားသည့်အဖြစ်အပျက်ဖြစ်ပါကအာမခံကုမ္ပဏီမှပြန်လည်ပေးလျော်မည့်စုစုပေါင်းငွေပမာဏအပိုင်းနှစ်ကိုဆက်လက်ဆောင်မျှော်ပြီးလေ့လာပေးပါအောင်ရှင်။